အားလုံးပဲမင်္ဂလာပါကျွန်တော် Chelsea for you နဲ့ပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ဒီတစ်ပတ်ကတော့ကျွန်တော်တို့ Chelsea နဲ့ပတ်သက်ပြီးတော့သတင်းကြောင်းရာဘက်ကိုလှည့်ရအောင်ပါเนาะဆိုတော့ဒီတစ်ပတ်အတွင်းမှာတော့ကျွန်တော်တို့ Chelsea နဲ့ပတ်သက်ပြီးသတင်းကြောင်းရာတွေကအများကြီးတက်နေတာမျိုးတွေရှိတယ်ဒါအထူးသဖြင့်အပြောင်းရွှေ့သတင်းကြောင်းရာတွေပေါ့เนาะဆိုတော့ဒီထဲမှာမှစိတ်ဝင်စားဖွယ်ကောင်းတဲ့အကြောင်းအရာ၃ခုကိုကျွန်တော်ပြောသွားခြင်းနဲ့ဆိုတော့ပထမဆုံးအနေနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့နောက်ခံလူဘာရီယာရှိပေါ့เนาะဘာရီယာရှိနဲ့ပတ်သက်ပြီးတော့ supply သတင်းတက်လာတာကဘာလဲဆိုတော့ Chelsea ကဘာရီယာရှိကိုသူတို့ရဲ့အနာဂတ် plan တွေကနေပြီးတော့ထုတ်ထားတယ်ပေါ့เนาะဒါကြောင့်မို့နေရာဒီမှာဘာရီယာရှိကိုရောင်းထုတ်မယ်ဆိုပြီးတော့ဒါဖော်ပြလာတယ်ဒါတွေ့ရတယ်ပေါ့เนาะဆိုတော့ဘာရီယာရှိရဲ့လက်ရှိအခြေအနေကလည်းပြောရရင်ဒီကမားရဲ့ဘောလုံးဟိုကျွမ်းကျင်မှုပေါ့เนาะဒီဘက်မှာတော့ကျွန်တော်သိပြီးတော့ concern မရှိဘူးဒါပေမဲ့သူက individual ပေါ့เนาะတဦးတယောက်ချင်းအမှားကတိတ်များတယ်လို့ပြောလို့ရတဲ့ကစားသမားဖြစ်တယ်ဆိုတော့အဓိကဖြစ်တော့လေးတာပေါ့နော်သူ့ရဲ့ကစားပုံကလေးတာကြောင့်မို့လက်ရှိ Premier League ရဲ့ game intensity နဲ့ Paloma ကိုလိုက်ဖက်မှုမရှိတဲ့အနေအထားမျိုးကိုရောက်နေတယ်ပေါ့နော်ဆိုတော့Premier League ကအချိန်မရဘူးနေရာလို့တိတ်မရဘူးဆိုတော့ဒီအနေအထားမျိုးမှာဗာရီယာရှိကရုန်းကန်ရတယ်ပေါ့နော်တူချင်းမတွေကနေပြီးတော့ကျွန်တော်တို့အသင်းအတွက်နစ်နာစေတဲ့အချင်းရာတွေအကြောင်းရာတွေအများကြီးဖြစ်တယ်လို့ပြောလို့ရတယ်။ဒါကြောင့်မို့ Chelsea ကရောင်းထုတ်ဖို့ကြံရွယ်တာလို့ကျွန်တော်မြင်တယ်ပေါ့နော်။လက်ရှိနီးပတ်တဲ့ Liano Senior လက်ထက်မှာတော့ဒီကမားရဲ့ကစားပုံကိုတော့နည်းနည်းကြိုက်ဟန်တူပါတယ်။ကြိုက်တဲ့သဘောမျိုးကိုတော့တွေ့ရတယ်။ဒါပေမဲ့ခုနကကျွန်တော်ပြောခဲ့သလိုပဲ individual အမားတွေကအရမ်းများတာကြောင့်မို့ဒီကမားကိုရောင်းထုတ်ဖို့စီစဉ်နေတာဖြစ်တယ်။ဆိုတော့ဒီကမားနဲ့ပတ်သက်ပြီးတော့သတင်းထွက်နေတဲ့အသင်းတွေကတော့ရှိတယ်ပေါ့နော်။ဒီလက်ရှိ Serie A ရဲ့ထိပ်တန်းအသင်းတွေဖြစ်တဲ့ AC Milan တို့Juventus တို့ပေါ့နော်ဒီအသင်းတွေကရကျင်နေဆိုပြီးတော့တွေးရတယ်ဆိုတော့ဒီအသင်းတွေအကြောင်းပြောမယ်ဆိုတော့ဒီအသင်းတွေကအချောင်လိုချင်တာပေါ့နော်ဆိုတော့ဘလောက်ပမာမနာမှာတိတ်ပြီးပေးချင်တဲ့အသင်းမျိုးတွေတော့မဟုတ်ဘူးကောလာဟာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ဒီနေရာမှာတော့ပြင်သစ်ကိုပြန်မလားဆိုတော့ option တော့ရှိတယ်ဆိုတော့မာဆေးကလည်းစိတ်ဝင်စားနေတယ်ဆိုတော့အကြောင်းတက်လာတယ်ပေါ့နော်ပြောရရင်ဒီကစားမကပြင်သစ်နဲ့တော့လိုက်ဖက်မှုရှိမယ်လို့ထင်တယ်ပြင်သစ်လီကလေးတဲ့ပေါ့နော်အချိန်ရတဲ့အတိုင်းဒီ space နေရာလွတ်တွေကောင်းကောင်းရတယ်ဒါကြောင့်မို့ဒီကစားသမားကမိုနာကိုမာတော့ကလည်းကောင်းကောင်းခြေစွမ်းပြတယ်ဆိုတော့ပြည်သစ်နဲ့တော့လိုက်ဖက်မှုရှိတယ်လို့ပြောလို့ရတယ်ပေါ့နော် Chelsea ဘက်ကတော့ဒီကစားသမားနဲ့ပတ်သက်ပြီးတော့ပေါင်သန်း30-40လောက်ထိလိုချင်တယ်ပေါ့နော်ဆိုတော့ပမာဏကတော့များတဲ့ဆိုပေမဲ့ဒီကောင်းကောင်းခြေစွမ်းပြတော့မယ်ဆိုရင်လည်းဘာမှမဆိုဖြစ်နိုင်တဲ့အနေအထားမျိုးတော့ရှိတယ်ပေါ့နော်ဆိုတော့ဒါတော့ဗာရီယာရှိနဲ့ပတ်သက်ပြီးတော့လာမယ့်နေရာဒီမှာ Chelsea ကရောင်းထုတ်မယ်ဆိုတဲ့သတင်းကိုကျွန်တော်ပထမဆုံးပြောပြခဲ့တာဖြစ်တယ်ဆိုတော့နောက်သတင်းတစ်ပုဒ်ကဘာလဲဆိုတော့Lian Dilek အကြောင်းပေါ့နော်ဆိုတော့လက်ရှိဒီမှာဆိုရင် Lian Dilek ကဒဏ်ရာတွေနဲ့ရုန်းကန်ရသလိုပါဝင်တဲ့ပွဲတိုင်းမှာလည်းခြေစွမ်းကသိမပြဘူးပေါ့နော်ကျွန်တော်ဒီ Lian Senior ရောက်လာတဲ့အပေါ်မှာ Lian Dilek ကတော့ငါတို့ပြန်တောက်ပလာတော့မယ်လို့ထင်ခဲ့တယ်ပေါ့နော်ထင်ခဲ့ပေမဲ့လည်းလက်ရှိအချိန်ထိဘာမှထူးခြားဆွမ်းဆောင်ပြတာမျိုးမရှိသေးဘူးဆိုတော့ဒီဂျာအိုပထိုကတောင်မှသူ့ထပ်ပို့ပြီးတော့ကောင်းလာတယ်ပို့ပြီးတော့တိုးတက်လာတယ်လို့ပြောလို့ရတယ်ဆိုတော့ Lian Dilek ရဲ့အခြေအနေကလည်းပြောရရင်ဒီနွေရာသီမှာရောင်းထုတ်မယ်ဆိုတဲ့သတင်းတွေလည်းတက်တယ်ပေါ့နော်ဒါကတော့ကောလာဟာလာဖြစ်နိုင်တယ်ဒါပေမဲ့သူ့ကိုစိတ်ဝင်စားနေတဲ့ဆိုတဲ့သတင်းတွေကတော့ရှိတယ်ပေါ့နော်လက်ရှိ Premier League ရဲ့အသင်းတွေဖြစ်တဲ့ Everton တို့ Newcastle တို့ဒီအသင်းတွေကလိုလားရှိတယ်ဆိုပြီးတော့တွေးရတယ်ပေါ့နော်ဒီ Lian Dilek ကိုဆိုတော့ဒီမှာထူးခြားပါလာတာကဘယ်အသင်းလဲဆိုတော့ Manchester United ဖြစ်တယ်ပေါ့နော် Manchester United ကတော့ပြီးခဲ့တဲ့နေရာဒီတုန်းကတည်းက Chelsea နဲ့အပြိုင်ခေါ်ဖို့ကြိုးစားပေမဲ့လည်းဒီကစားသမားက Chelsea ကိုရွှေ့လိုက်တယ်ပေါ့နော်ဒါကြောင့်မို့ Chelsea ကိုရောက်လာတယ်လက်ရှိချိန်မှာဆိုရင်တော့ Manchester United ကထပ်ပြီးတော့စိတ်ဝင်စားနေသေးတယ်ပေါ့နော်ဒီတက်စစ်မှုနဲ့ပတ်သက်ပြီးတော့သူတို့လိုရှိနေသေးတယ်လို့ဖော်ပြလာတာရှိတယ်ပေါ့နော်ဆိုတော့ဒီကမှာကကျွန်တော်တို့ပေးလဲတာကတော့အများကြီးတော့မဟုတ်ဘူးလက်ရှိပြနေတဲ့ခြေစွမ်းရလဲ float သွားပြီလို့လည်းပြောလို့တော့မရဘူးပေါ့နော်ဆိုတော့အများကြီးတော့အချိန်ယူအောင်မဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့်မို့ဘာမဆိုတော့ဖြစ်သွားနိုင်နေတဲ့အနေအထားမျိုးဒါပေမဲ့လက်ရှိအခြေအနေကဘလောက်ဈေးနဲ့ပဲရောင်းရပေါ့နော်ဒီ30လောက်နဲ့ရောင်းရတယ်ဆိုရင်အရှုံးမရှိတဲ့ကစားသမားလို့ပြောလို့ရတယ်ဆိုတော့လက်ရှိ Chelsea ခေါ်ယူထားတဲ့ကစားသမားတွေအငှားချထားတဲ့ကစားသမားတွေကလည်းလွေရာဒီမှာပြန်ရောက်မဲ့အနေအထားမျိုးပေါ့နော်အထူးသဖြင့်ဒါဆက်စထရာဘောမှာခြေစွမ်းပြနေတဲ့တိုက်စစ်မိုးအီမန်ကာပေါ့နော်ဒီအီမန်နျူအီမန်ကာကလွေရာဒီမှာရောက်လာမှာဖြစ်တဲ့ကြောင့်မို့Lian Senior နဲ့ပို့ပြီးတော့ဆုဖြစ်တဲ့တက်စစ်မှုလည်းဖြစ်တဲ့အတွက်ကြောင့်မို့Lian Dilek ရဲ့တင်ကတက်လာသလားဆိုတာကတော့မပြောတတ်ပေမဲ့ Lian Dilek ကိုလည်းတခြားသောအသင်းတွေကအစိတ်ဝင်စားတယ်စိတ်ဝင်စားတယ်ပေါ့နော်ဒီအီမန်ကာနဲ့နေရာလို့မဲ့ဆိုရင်လည်းဒီကြောင့်အီမန်ကာကတော့နေရာရမဲ့သဘောမျိုးဆိုတော့သူ့ရဲ့အနာဂတ်ကမရေမရာဖြစ်လာတဲ့သဘောမျိုးကိုတွေးရတယ်ဆိုတော့ပြီးတော့နောက်ကျွန်တော်ထပ်ပြောမဲ့ Nicolas Jackson အကြောင်းလဲပါသေးတယ်ပေါ့နော် Nicolas Jackson ကလည်းဆိုတော့နွေရာသီမှာရောက်လာမဲ့သဘောမျိုးကိုတွေ့နေရတယ်ဆိုတော့ဒီ Bayern Munich ကသူ့အငှားခေါ်ယူတဲ့အပေါ်မှာ
Nicolas Jackson ရဲ့ performance ကိုသဘောမကျဘူးပေါ့နော်သဘောမကျတဲ့အနေအထားမျိုးမှာလွယ်ဒီမှာ Chelsea ကိုပြန်ပို့မယ်ပေါ့နော်ဒီအနေအထားမျိုးနဲ့ကျွန်တော်တို့ရင်ဆိုင်နေရတယ်ဆိုတော့ဒီဘိုင်ယန်နစ်ကဆိုရင်ဟာရီကိန်းရဲ့နေရာကိုစားထိုးဖို့ပေါ့နော်ဆိုတော့အသက်အရွယ်ရကြီးရင်းလာတဲ့အနေအထားမျိုးမှာလွယ်ဒီမှာမတိကြတဲ့အနေအထားမျိုးမှာဒီဟာရီကိန်းရဲ့နေရာကိုအစားထိုးဖို့တိုက်စစ်မှုတယောက်အပူတပြင်းရှာဖွေနေတယ်လို့တောင်မှဖော်ပြထားတာရှိတယ်ပေါ့နော်ဆိုတော့ဒါကြောင့်မို့ Nicolas Jackson ကတော့ကျွန်တော်လာမယ့်နေရာဒီမှာပြန်ရောက်လာမယ့်အနေအထားမျိုးဆိုတော့ Liam Delap နဲ့ဘသူ့ကိုရွေးချယ်မလဲပေါ့နော်အသင်းဘက်ကလှုပ်ဆောင်ရမှာရှိတယ်ဆိုတော့ဒီညမှာ Nicolas Jackson ကတော့ထွက်သွားတော့ကတော့တစ်သလုံးပြန်မလာတဲ့ပုံစံမျိုးတော့တွေ့ရတယ်ပြောရရင်ဒီ Nicolas Jackson ကနီးပြနဲ့အဆင်မပြေတာမျိုးတော့မဟုတ်ဘူးအသင်းဖန်ရှင်နဲ့အဆင်မပြေတာဖြစ်တယ်လို့ကြောင့်မို့ပြောရတော့ခက်တယ်ပေါ့နော်နီးပြတဲ့ရောက်လာသည့်တိုင်အောင်သူ့ရဲ့အခြေအနေကဘာမှပြောလို့မရသေးတဲ့အနေအထားမျိုးလို့ပြောလို့ရတယ်ဆိုတော့အသင်းဘက်ကသူ့ကိုချွတ်သိပ်ပြီးတော့ပြန်ခေါ်မလားအချို့တက်ပြီးတော့ပြန်ခေါ်မလားပြန်ခေါ်ပြီးတော့ဒါအသင်းမှာတရားသီလောက်ပဲဖြစ်ရာသီဝက်လောက်ဖြစ်အသုံးပြုပြီးတော့ရရစင်းနဲ့ရောင်းထုတ်မလားဆိုတာကတော့အသင်းဘက်ကလှုပ်ဆောင်မှုပေါ်မှာပဲမူတည်တယ်ပေါ့နော်ဒါပေမဲ့လက်ရှိချိန်မှာဆိုရင် Nicolas Jackson ကကျွန်တော်တို့နေရာဒီမှာပြန်လာဖို့ဟာတေချာသလောက်ဖြစ်နေပြီလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒါကတော့ Chelsea နဲ့ပတ်သက်ပြီးတော့နည်းနည်းထူးခြားတဲ့သတင်းအကြောင်းအရာလေးတွေကိုကျွန်တော်ဖော်ပြခဲ့တာဖြစ်ပါတယ်ဆိုတော့ညီကိုတို့ကဘယ်လိုမြင်လဲပေါ့နော်ဒီသတင်းအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ညီကိုတို့အမြင်လေးတွေခန်းစားချက်လေးတွေပြောတော့ကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်ညီကိုတို့နောက်ပြန်မှာပြန်တွေ့ပါမယ်